အားလုံးသမီးတို့ရေအားလုံးပဲမင်္ဂလာပါဒီချက်ဒါတော့သမီးတို့ကိုစင်ဝေါဟာရအသုံးနှုန်းဆိုတဲ့ဒီစကားပုံအသုံးချဘာသာစကားလေးကိုပြီးခဲ့တဲ့တစ်ခေါက်ကဒါတော့သမီးတို့ကိုဒီချက်ဖတ်ပြပေးပြီးသွားပြီเนาะဒါဆိုလို့ရှိရင်ဒါတော့သမီးတို့ဒီချက်ဖတ်ပြရတဲ့အပေါ်မှာဒါတော့သမီးတို့အိမ်မှာဘာရေးလေးလာပြီးပြီလဲဟုတ်ပြီเนาะဒီချက်တို့ဒီချက်ပထမတစ်ခါတော့မှလည်းဒါတော့သမီးတို့ကိုပြောပြပါတယ်ချက်တို့ဒီမြန်မာမှာဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဆိုရင်ဝေါ်ဟာရအသုံးနှုန်းတွေအများကြီးရှိမယ်ဒီစင်ဝေါ်ဟာရအသုံးနှုန်းတွေမှာဆိုရင်ဒါတော့သမီးတို့ ਨੇ ရင်းနေတဲ့စကားလုံးတွေပါဝင်တာဖြစ်ပါတယ်တချို့ကြတော့ချက်တို့ဒီပေါ့နော်စကားပုံတွေဒီဝေါ်ဟာရအသုံးနှုန်းတွေကိုသိပြီးတော့အတိတ်ပဲမသိတာမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ချက်တို့ဒီမြန်မာလူမျိုးတွေကဆိုရင်စကားပြောရမှာပဲဖြစ်စေနောက်စာရေးရမှာစိုက်တာကုန်းရေးရမှာဖြစ်စေကိုပြောလို့တဲ့ဒီအကြောင်းအရာကိုပုံမထင်ရှားပေါ်လွင်စေလို့လေရင်ဒီခိုင်နိုင်ပြီးတော့၎င်းဒါမှမဟုတ်လို့ရှိရင်စကားပုံနဲ့ဆင်တွဲပြီးတော့၎င်းပြောဆိုရေးသားလေးရှိကြတယ်ဆိုတဲ့အကြောင်းကိုပြောရပါကျတော့အဲ့လိုခိုင်းနေတဲ့အခါမှာစကားပုံနဲ့ဒီရှင်းတွဲရမှာ၎င်းဒီနှိုင်းစရာရှင်းတွဲစရာအမျိုးမျိုးရှိတဲ့နေမှာလူတို့နဲ့ဒီပေါ့နော်ဒီလူတွေနဲ့လေးဆက်ရင်းနေပြီးသားအသုံးဝင်တဲ့တိရစ္ဆာန်တွေကိုအသုံးပြုတတ်ကြတယ်ပေါ့နော်ဒါဆိုရင်ကျတို့တိရစ္ဆာန်တွေနဲ့ပတ်သက်ပြီးတော့ဒီပေါ့နော်အသုံးပြုကြတဲ့စကားပုံတွေဒါတို့သမီးတို့ဘယ်နှခုလောက်စဉ်းစားတတ်ပြီလဲစဉ်းစားလို့အဖြေရှာလို့ရပြီလေပေါ့နော်စဉ်းစားမိလေပေါ့နော်ဒီစကားပုံတွေပေါ့နော်ဥမာတေးကျင်တဲ့ကြာတော့ပြောင်းတို့ပေါ့နော်ဗာလဲဒီအမျိုးမျိုးပေါ့နော်ဒီတေးကျင်တဲ့ကြာတော့ပြောင်းနောက်ပေါ့နော်တရားမပြောင်းတရားမပြောင်းသူကောင်းဝင်ဖြစ်ကြတော့ချက်တို့တရိษံပါမသွားတော့ပေါ့နော်စကြနာဒီငဲ့ညားမှန်စားတဲ့စကားပုံတွေနောက်ဗာတွေရှင်းအောင်လဲဆိုရင်ချက်တို့ဒီပေါ့နော်ပေါ့နော်ဘယ်လိုပြောမလဲကြောင်သူတော်ကြက်တခိုးစသည်ဖြင့်ပေါ့နော်ဒီစကားပုံလေးတွေအများကြီးရှိရပေါ့နော်အဲ့ထဲမှာကျတို့ကိုသင်ခန်းစာမှာစင်နေနဲ့ပတ်သက်ပြီးတော့စကားပုံလေးနဲ့ပြောထားတာပေါ့နော်အဲ့မှာကျတို့ဒီတလိษံတွေထဲမှာဒီစင်ဟာဒီမြန်မာတွေအဖို့ကျတို့ခက်ဆက်ရင်းနီးဆက်ရင်းနီးအသုံးဝင်တဲ့အဖို့တန်တဲ့တလိษံစင်ဆိုတာကျတို့ကခေတ်ကာလတွေပြောင်းလဲလာတဲ့မြတ်ဒီစင်ဆိုတဲ့ဟောဟာတာပေါ့နော်စင်ဆိုတဲ့စကားလုံးကပေါ်ပေါက်လာတာပေါ့နော်ဒါကြောင့်မလို့စင်ကိုအခြေခံအကြောင်းပြုပြီးတော့ခိုင်းတဲ့စကားပုံတွေကဒီသုံးနှုန်းတဲ့အသုံးနှုန်းတွေကလည်းများပြားတယ်တဲ့ဒါတော့သမီးတို့ကိုယ့်ရဲ့မိဘတွေကနေပြီးတော့ဒါတော့သမီးတို့ကြီးပွားကောင်းစားတာကိုမြင်လို့တယ်ပေါ့နော်ကြည့်လို့မြင်လို့တယ်ဆိုတဲ့အခါကျပြောတဲ့အခါကျကျတို့ကစင်စည်းပြီးတော့မြင်ရတာကြည့်လို့တယ်ဘယ်လိုပြောမလဲဆိုတော့ကျတို့ခုခေတ်ကာလမှာဆိုလို့ရှိရင်ကျတို့ဒီပေါ့နော်မိဘတွေကနေပြီးတော့သားသမီးတွေကိုရှင်ပြူဝဲလို့ကြတယ်ပေါ့နော်ရှင်ပြူဝဲလို့တဲ့အခါမှာဒီပစ္စည်းဥစ္စာကြွယ်ဝတဲ့သူတွေကအနေနဲ့ကပေါ့နော်ကိုယ့်ရဲ့သားလေးကိုစင်ပေါ်မှာတင်ပြီးတော့ကြံတဲ့ပေါ့နော်ကိုဒါနာကုသိုလ်ပြုတဲ့ရှင်လောင်လေးတွေကဒီမြင်းနေတယ်ပေါ့နော်စင်ကိုယ့်ရဲ့သားလေးကိုစင်ထဲမှာတင်ပြီးတော့ကြံတဲ့ကလေးတွေကိုဒီမြင်းနေနဲ့ရှင်ပြူဝယ်လို့ရတယ်ပေါ့နော်ဒါကဒီပတ်သက်ရှိတဲ့သားသမီးတယောက်ကြတော့ဒီပေါ့နော်စင်ဆိုတဲ့တော်ကကျတော့အရန်လည်းဖိုးတန်တယ်လေဒါမှမဟုတ်စင်ပေါ်မှာထိုင်ပြီးတော့ကြံတဲ့ကလေးတွေကမြင်းပေါ်မှာပေါ့နော်ဒါကအဲ့ဒီတကြောင်မလို့မိဘတွေအနေနဲ့ကနေကိုယ့်သားသမီးကိုစင်စည်းပြီးတော့မြင်းရတာမြင်ချင်တယ်ဆိုပြီးတော့ကျတို့စကားပုံအသုံးနှုန်းလေးထွက်လာတာပေါ့နော်နောက်တစ်ခုကဒီကိုယ့်ရဲ့သားသမီးတွေကိုစင်ရဲပင်ပန်းဒုက္ခရောက်တဲ့အခါကိုမကြည့်လို့ဘူးလို့ဒီပြောချင်တဲ့အခါဆိုရင်စင်နေပြီးတော့မြင်ကန်တာကိုမကြည့်လို့စင်ရနင်းတဲ့အပြင်ကိုမြင်းမှအကန်ခံရတယ်ဆိုတော့ဘယ်လောက်တောင်စင်ရဲဒုက္ခရောက်လိုက်မလဲပေါ့နော်ဒါကြောင့်လို့မိဘတွေကစင်နေပြီးတော့မြင်ကန်တာကိုမကြည့်လို့ဘူးပြောဆိုကြတယ်တဲ့နောက်ဒီတစုံတစ်ခုအလုပ်ကိုလုပ်တဲ့အခါမှာအလုပ်ပြီးလို့နေမှအထိတ်အငေါငေါဖြစ်နေရတယ်၎င်းအကြောင်းတစုံတရာကြောင့်အခက်ခဲအနောက်ရှက်တွေ့နေနေ၎င်းစင်ပြောင်ကြီးအမိကြမှာတည်ဟုညညူကြတယ်ဥမာအလုပ်တစ်ခုလုပ်တယ်အင်းတင်းဆောက်တာပဲဖြစ်ဖြစ်ဒီပေါ့နော်ဒီအောင်မြင်ရေးလမ်းကြောင်းတစ်ခုကိုအယောင်းဝယ်လုပ်ထားပဲဖြစ်ဖြစ်ပေါ့နော်ချဲတို့ဒီလိုလုပ်ငန်းတွေလုပ်တဲ့အခါမှာဒီအယောင်းကိုယ့်ရဲ့ပစ္စည်းကိုယ့်ရဲ့အိမ်ဆောက်လို့ပြီးကနေကိုယ့်ရဲ့အယောင်းပစ္စည်းရောင်းလို့ထွက်ခါနေကြမှာချဲတို့ပေါ့နော်ကြံ့ကြာမျိုးတွေပေါ့နော်ဒီအနောက်ဆက်ဖြစ်တာမျိုးတွေရှိတယ်အဲ့ဒါဟာငါ့ရဲ့လုပ်ငန်းအမလီဒုက္ခပါပဲအများကြီးလုပ်လာပြီးကမှစင်ပြောင်ကြီးအမီတစ်တယ်လို့ဖြစ်နေတယ်ဟုတ်ပြီနော်အဲ့ကောင်မင်းအိမ်ပြီးပြီလားအမလီမပြောပါနဲ့ကွာစင်ပြောင်ကြီးအမိကြမှာတက်တယ်လို့ဖြစ်နေတယ်လောက်ခဲ့ပြီးကမှကျဲတို့တော့ဗာလဲစင်ဒီပေါ်တော့ဥမာပြောရမယ်ဆိုလို့ရှင်ခွေးတခုတည်းကိုကျတော့စင်ကြီးဝင်သွားတယ်ပေါ့စင်ဒီကိုလုံးဝင်သွားပြီးကမှနောက်ပိုင်းကျမှဗာလဲဆိုရင်ပြီးကနေကြမှာဒီအမိကြမှာတော့တင့်နေရပေါ့နော်အကြီးကြီးလောက်ခဲ့ပြီးကမှဒီတသေးလေးကြောင်ပေါ့နော်ဒီအနောက်ဆက်ဖြစ်တယ်ဆိုတဲ့စကားလုံးလေးတွေကိုသုံးချင်တာပေါ့ကလေးတို့ရယ်ဒါအဓိကကတော့နော်
ဒါကြောင့်မလို့စင်ရောင်ကြီးအမိကြမှာတက်လို့ပြောဆိုသုံးကြတယ်တဲ့နောက်တယောက်နဲ့တယောက်စင်စရာပြန်စရာကိစ္စတွေပေါ်တဲ့အခါမှာတယောက်ယောက်ကမိမိနဲ့စင်ပြိုင်မဲ့သူဟာဒီအဖက်ဖက်ကအလွန်ကွာခြားနေတဲ့အကြောင်းကိုပြောလို့တဲ့အခါမှာစင်နဲ့စိတ်လောက်ကွာတယ်တော်တော်သမီးတို့ဒီစဉ်းစားကြည့်လေစင်ဆိုတဲ့တော်ကြီးအကြီးရွယ်စိတ်ကတည်တည်လေးရယ်ဟုတ်ပြီနော်ကိုနဲ့သူနဲ့ကအရန်ရှင်လာတယ်ဥမာပစ္စည်းဥစ္စာချင်းရှင်ပဲပေါ့နော်သူကပစ္စည်းဥစ္စာအရန်များတယ်ကိုကပစ္စည်းဥစ္စာကနေတယ်ပေါ့အဲ့ဒီခါကျတော့ကျွန်တော်ကဒီရှင်ပြိုင်မဲ့ဟာကကိုနဲ့အရန်ပေါ့နော်ဘယ်လိုကွာဟနေရပေါ့နော်ပြောရမယ်ဆိုရင်ဒီသူတက်ထားတဲ့ပညာရပ်တွေအများကြီးနဲ့ကိုတက်ထားတဲ့ပညာရပ်တွေနဲ့ပေါ့နိုင်ရှင်တဲ့အခါမျိုးပဲဖြစ်ဖြစ်ကိုတက်ထားတာပညာရပ်ကတခုပဲဖြစ်ဖြစ်မယ်သူက၄-၅-6ခုလောက်ပေါ့နော်9ခု10ခုလောက်တက်နေတယ်ပေါ့ဒါမျိုးဆိုလို့ရှိရင်ဘာလဲဆိုရင်စင်နဲ့စိတ်လောက်ကွာတယ်ဆိုပြီးတော့ကြောဝကြကြတယ်ပေါ့နော်ဟာမင်းငါ့ကိုလာမရှင်နဲ့မင်းနဲ့ငါလည်းဟာစင်နဲ့စိတ်လောက်ကွာတယ်စသဖြင့်ပေါ့နော်ဒါသုံးနှုံးကြတယ်ပေါ့နော်ဟိုစင်ဟိုသူ့ကိုသူစင်ပေါ့နော်ဒါသူဒီခြားပြောခံရတဲ့သူကစိတ်ပေါ့ဒါစင်နဲ့စိတ်လောက်ကွာတယ်မင်းငါ့ကိုလာမရှင်နဲ့ဆိုပြီးတော့ကိုကြောဝပြောဆိုတတ်ကြတယ်ပေါ့နော်အဲ့ဒီခါမှာစင်နဲ့စိတ်လောက်ကွာတယ်လို့ကြွားဝါကြပါတယ်တဲ့နောက်လူတရားဟာဆိုရင်ကိစ္စတစ်ခုခုကိုရဲရဲဝံ့ဝံ့ရင်ဆိုင်မဖြစ်ရှင်ပဲဆောင်ပွဲလုပ်နေရင်စင်ဝေးရန်ဆောင်လုပ်မနေနဲ့ဘူးပြောတတ်ကြတယ်ဥမာကိုလုပ်ခဲ့တဲ့ကိစ္စတစ်ခုကိုကိုယ်တိုင်မဖြစ်ရှင်ဟိုလိုဒါသူလုပ်ခဲ့ရလားသူမဟုတ်ဘူးဟိုလိုဒီလိုသူလုံးငါလုံးကိုလုပ်တာကိုရင်ဆိုင်မဖြစ်ရှင်းတတ်တာကိုကျွန်တော်ကစင်ဝေးရန်ဆောင်လုပ်အဲ့ကောင်မင်းပြောမှသာပြောတတ်မှာမင်းစင်ဝေးရန်ဆောင်လုပ်မနေနဲ့ဒီကိစ္စကိုမသိပြီးသားကိုထားသည်ဖြင့်ပေါ့နော်ဒါသုံးတတ်ကြတယ်ပေါ့နော်နောက်အစင်းစားညံဒီအစင်းစားအစင်ညံမရှိဘဲနဲ့ရှေ့တစွတ်တို့ရှေ့တို့လုပ်တဲ့အခါမှာစင်ကန်တော်တို့မလုံးနဲ့လို့သတိပေးကြတယ်ဥမာအလုပ်တစ်ခုလုပ်တယ်ပေါ့နော်ကလေးတို့ရဲ့ဒီစင်ကန်တော်တို့ဆိုတဲ့စကားပုံကြပါလဲဆိုစင်ဒီမျက်စိမြင်တဲ့အခါမှာတော်ကိုတိုးတဲ့အခါမှာဒီမျက်စိမြင်တဲ့အခါဘယ်လိုပြောမလဲဆိုရင်ဟောနော်ဟိုဘယ်လိုလဲကျတို့ကဟိုညံမျက်စိရှိနေမှဒီလမ်းမှန်အောင်ဖြောင်းဖြူသွားလို့ရမှာလေဒီမျက်စိမရှိဒီမျက်စိမမြင်တဲ့အခါကျတော့သူနေမိနေရတယ်နေမသွားရင်သွားရတယ်သွားမယ်ပေါ့နော်ဒီအောင်မြင်မှုပန်းနိုင်ဆိုတော့ရောက်ချင်မှရောက်မှာပေါ့သူလှုပ်ချင်တာလေးလှုပ်တယ်ပေါ့အဲ့လိုပဲကျတို့ကအလုပ်တစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်ကိုပိုင်ဒီအစင်းစားဆင်ခြင်ဉာဏ်ရှိရတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ဟိုပြည့်စုံလဲပေါ့ကလေးတို့ပဲပြောရမယ်ဆိုရင်ပြီးရောလုပ်လိုက်တယ်ပေါ့ရီမန်းချက်မရှိဘူးရီရွယ်ချက်မရှိဘူးအဲ့လိုလုပ်လိုက်တဲ့အခါမှာစင်ကန်တော်တို့တို့ဖြစ်တတ်တယ်တဲ့နော်နောက်ပစ္စည်းများပေးဝေရမှာမများတအစမတန်နေပါတဲ့အခါမှာစင်ပစံနှမ်းပက်တို့ပါပဲကွာလို့ပြောဆိုတတ်ကြတယ်စင်ရဲ့ပစက်ကြီးအကျယ်ရွယ်လေကျတို့ကြံနေတော့ဝါနိုင်တယ်လေကြံနေဟိုအဒီမြက်တွေရွက်တွေစောင်းနိုင်တယ်သူ့ရဲ့ပစက်ကြီးအကျယ်ရွယ်ဟုတ်ပြီနော်သူ့ရဲ့ပစက်ထဲမှာရေုံငုံပြီးတော့ပြန်ထွက်ထုတ်လိုက်လို့ရှိရင်ကျတို့ရေပန်းတစ်ပြရေတွေကများတယ်လေဒီစင်ရဲ့ဂရင်းတွေကိုတွားပြီးတော့ဒီနှမ်းစီလေးတွေပက်တယ်ဆိုရင်သူ့ရဲ့သူဘလိုလဲဆိုတော့သူ့ပစက်ထဲမှာရောက်လို့ရောက်မှန်းအောင်မသိဘူးဥမာလေကျတို့ပေါ့နော်မုတ်တစ်ခုဥမာ100တန်မုံတစ်ခုကိုဥမာဆရာမကနေပြီးတော့တန်းလုံးကိုဝေးပေးလိုက်တယ်ဝေးပြီးတော့ကျွေးလိုက်တယ်ဒါတော့ဒီလိုစဉ်းစားကြည့်လေမုံကပါလေ100တန်မုံဆရာမကဘယ်နေရာဝေးကျွေးရလဲတန်းလုံးဆိုတာ30အယောက်30ရှိရင်ရှိမယ်ဒါပေမဲ့ဆရာမမိုးကျွေးလိုက်တဲ့မုံကသူတို့အတွက်အဆင်ပြေပါမလားဖိုင်ဝါပါမလားဟိုဒီဘိုက်ထဲတောင်ရောက်တယ်လို့တော့မထင်ဘူးပေါ့နော်အဲ့ဒီခါကျကျတို့ဟာဆရာမကလည်းကွာမုံလေးတွေကထုတ်ကိုဝယ်ပြီးတော့ကျွေးတာစင့်ကရင်နှမ်းပက်တို့ပါပဲကွာဆိုပြီးအဲ့လိုမျိုးလေးပေါ့နော်ပြောဆိုတတ်ကြတယ်ဟဲ့ပေါ့နော်နောက်ကြီးစဲကစားတဲ့အခါမှာတဲ့တယောက်နဲ့တယောက်အရွယ်သည်၎င်းအင်အားသည်၎င်းမမျှတော့ကွာခြားနေသည့်အခါအရွယ်အင်အားကြည့်သူကိုစင်ကြည်သားရာစိတ်မခံတာဘူးတားမြစ်တတ်ကြတယ်အဲ့ကြတော့တားလို့သမီးတို့ဟောပေါ့မောင်နှမပေါ့ညီကိုမောင်နှမတွေပေါ့နော်ညာတော့အပြင်အကြီးဆုံးပေါ့ဥမာအကြီးဆုံးဆိုရင်ဥမာတားတော်သမီးတို့အရွယ်ဆိုလို့ရှိရင်ပေါ့တားတော်သမီးတို့အရွယ်နဲ့ဟို KG ကလေးလေးပေါ့နော် KG ကလေးလေးဒါမှမဟုတ်3နှစ်4နှစ်ပေါ့နော်အဲ့ဒီမှာတားတော်သမီးတို့အိမ်မှာဆော့ကြမယ်ပေါ့နော်ဆော့တဲ့အခါမှာဟိုကြားတဲ့တရားထိုးမယ်ကြိတ်မယ်ကန်မယ်ပေါ့နော်အဲ့ဒီခါကျမှဘယ်လိုလဲဆိုတော့တားတော်သမီးတို့ကအရွယ်အင်အားကြီးနေတယ်တားတော်သမီးတို့ရဲ့ညီလေးညီမလေးတွေကအရွယ်အင်အားသေးနေတယ်ကိုကသူ့နဲ့အတူတူရှင်ပြိုင်ပြီးတော့ဒီပေါ့နော်ဆော့တဲ့အခါမှာမေဖေကြီးကပြောမယ်ဟာဒီအဲ့လောက်တော့မစောနဲ့ဘယ်လိုကလေးကခံနိုင်မှာလဲဟုတ်ပြီနော်စင်ကြည်စားရစင်ကနေစစ်လို့ကြည်စားတာဒါပေမဲ့စိတ်ကမခံနိုင်ဘူးခန္ဓာကိုယ်အရွယ်ရင်အရန်ကြီးအရန်ကွာခြားနေလေအဲ့ဒါကိုပြောချင်တာကလေးတို့ဟာမင်းတို့ကလည်းစင်ကြည်စားစိတ်မခံတာဖြစ်နေတယ်အဲ့လိုဘဝကလေးကတော့ငိုလိမ့်မယ်လေဒါတော့သမီးတို့ကဒီတူဆော့ရတော့တူဆော့တာပဲဒါပေမဲ့ခန္ဓာကိုယ်အရင်မမြတ်ရတဲ့အခါဒါတော့သမီးတို့လိုလိုက်တဲ့အပြုတ်မှုကသူ့အတွက်နာကျင်စေတယ်ပေါ့ဒါမျိုးလေးပေါ့နော်ဒါတော့သမီးတို့ကချစ်လို့စားလိုက်တယ်ပေါ့နော်အဲ့ပုံစံလေးပေါ့နော်နောက်တစ်စုံတစ်ခုကိုဝယ်ယူသည့်အခါပင်မပစ္စည်းတန်ဖိုးထက်အပိုကရိယာတစားပလာရဲ့တန်ဖိုးကကြီးမြင့်နေပါကစင်ဖိုးထက်ခြုံကိုကြီးကိုပြောဆိုတတ်ကြသည်
တာတော်သမီးတို့ပစ္စည်းတစ်ခုကိုဝယ်လိုက်တယ်ဥမာထောင်နဲ့ပစ္စည်းတစ်ခုကိုဝယ်လိုက်တယ်သူ့မှာထည့်ရမယ်ဒီသူ့မှာဟိုဒီပစ္စည်းမှာကျတို့လဲပတ်ဖို့တယ်ဒီပစ္စည်းလဲပတ်ဖို့တယ်ထွက်ရတယ်စားဗလားပစ္စည်းကထားလိုက်ပါတော့ဥမာဆိုတော့ကျတို့1000နဲ့ပစ္စည်းတစ်ခုတစားဗလားဝယ်လိုက်ကြတာ2000ပေါ့ဒါဆိုရင်ကျတို့ကဗာလဲပစ္စည်းတန်ဖိုးထက်ဒီအပိုပေါ့နော်ဝယ်ရတဲ့ကရိယာတစားဗလားရဲ့တန်ဖိုးကကြီးတဲ့အခါမှာဟာမလေးစင်ဖိုးတဲ့ခြုံဖိုးကြီးနေတယ်ဒါမှမဟုတ်လို့ရှိရင်ကျတို့ဥမာဒီဟိုဆိုင်ကတည်းကိုဝယ်လိုက်တယ်ပေါ့နော်ဝယ်လိုက်တဲ့အခါမှာကျတို့ကဥမာ10သိန်းနဲ့ဝယ်လိုက်တယ်10သိန်းနဲ့ဝယ်လိုက်ကိုဝယ်ပြီးတော့အဲ့ဆိုင်ကပြက်တယ်ပြက်လဲပြက်ကောသွားပြင်တယ်သွားပြင်တဲ့အခါမှာဟာတင်ပြီးလဲပြင်ပြီးတော့သူကဒီဆိုင်ကပြင်းတဲ့ဆရာလေးတောင်းလိုက်တယ်ပြီး12သိန်း13သိန်း14သိန်း15သိန်းစသဖြင့်တောင်းလိုက်တယ်မလေးမင်းဟာလဲစင်ဖို့တဲ့ချုံဖို့ကကြီးနေပါလားအဲ့လိုပြောတတ်ကြတယ်ဒါကြောင့်မို့လို့ကျတို့ကကိုဝယ်ယူတဲ့ပစ္စည်းတန်ဖိုးထက်ဒီအပိုကရိယာတစားပလာရဲ့တန်ဖိုးကကြီးမြင့်နေမယ်ဆိုရင်စင်ဖိုးထက်ချုံဖိုးကြီးတယ်လို့ပြောဆိုတတ်ကြတယ်နောက်လုပ်ငန်းခွင်မှာမိမိရဲ့ယာရုကုံကနေပါတယ်ဒါပေမဲ့မိမိထက်ယာရုဂုံအရှင်ဝါရှိရသူကိုမှီပြီးတော့အခွင့်အရေးယူတဲ့သူတွေကိုစင်ပြီးတော့မှီကြံဆုပ်တယ်လို့ပြောဆိုတတ်ကြတယ်ဒါကြတော့တာတော်သမီးတို့အနေနဲ့ငယ်သေးတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့လုပ်ငန်းခွင်မှာတချို့ဆိုလို့ရှိရင်ဒါကိုယ့်အနေနဲ့ကိုကတော့ဒီအငယ်တန်းစီရေးလေးဟုတ်ပြီနော်ကိုနဲ့ကိုဒီတထေးကကိုကိုအရေးပေးတယ်ပေါ့နော်တခုခုဆိုအားကိုးတယ်ပေါ့နော်အားကိုးတဲ့အခါမှာတောင်းတခုခုတောင်းဝင်ပေးလိုက်ရတယ်ဆိုလို့ရှိရင်သူ့ကိုပဲယုံကြည်သွားတယ်အဲ့နဲ့လိုက်တယ်အဲ့ဒီခါမှာ तू ကသူ့ရဲ့တထေးရဲ့ယုံကြည်မှုကို तू ကယူပြီးတော့အရန်ပါဝါပြချင်တာပေါ့နော်ပါဝါပြချင်တယ်ဆိုတော့ပုံစံမျိုးလေးပေါ့ကိုယ့်ရဲ့ဒီအချိန်ဝါကိုယူပြီးတော့တထေးကတစ်ခုလောက်ခံရင် तू ကသူ့အလုံးနဲ့ပါနှစ်ခုလောက်ခန့်လိုက်တယ်ပေါ့ကလေးတို့အဲ့ဒီခါကျတော့အမလီအဲ့ကောင်ကွာဘာမှလဲယာရုကရှိတာမဟုတ်ဘူးစင်ပြီးတော့မှီပြီးတော့ကြံဆုပ်နေတာအဲချို့ကြတော့လည်းပဲဒီကတထေးနဲ့ရင်းနေတယ်ငါတို့တွေသူ့ကိုပေါင်းထားမှဖြစ်မယ်သူ့ကိုမုံတွေပါကျွေးပေါ့တာတော်သမီးတွေမုံတွေပါကျွေးစတွေပါပေးအဲ့တော့ဗာလဲသူကစင်ပြီးတော့မှီပြီးတော့ကြံဆုပ်တယ်ဆိုပြီးတော့ချို့အားပြောဆိုတတ်ကြတယ်တဲ့နောက်အဖိုးထိုက်တဲ့တော့အရေးသေးမြင်တော့အရာတခုလူတရားကိုတဲ့